ဂျိုင်းတတိယမပြောပေးနေတော့ကူးလိုက်သွားပြောတထေးလုံးနေပြီးတော့ထမင်းတနက်စားတာဝင်မစားနိုင်ဘူးလာစားလေးတော့မတိုးပေးနိုင်ဘူးဒီလိုစားငါရှက်တယ်ဒါရရလောက်ပါကူလည်းအလုံးတာ3လပြည့်ပြီလေကူကိုလာစားလေး9000တောင်မတိုးပေးနိုင်ဘူးလားကူကလုံးပြီကွာအားတို့တထေးရလေအသက်ကလည်းငယ်ဒေါသလည်းဘယ်လောက်ကြီးလဲဆိုနင်းလည်းသိရလားနင်းလားစာတိုးချင်တယ်နင်းကိုယ်တိုင်သွားပြောငါတော့မပြောဘူးဂျိုင်းရလေသွားပြောကိုယ့်အကူသွားပြောကွာရတယ်ဂျိုင်းတတိယမပြောပေးနေတော့ကူးလိုက်သွားပြောနော်နီချင်းကလည်းရှုပ်ပွားနေပြောပေးလိုက်ပါဦးဟေးဘလို့တော့ငါခံတဲ့ဘောင်ဝင်လောက်နေတာအော်ဘာမှမလုပ်ပါဘူးတတိအခန့်ရှုပ်ပွားနေလို့သိမ့်နေနေရပါမင်းဘလို့တော့လို့မင်းနေတာအလုပ်တင်မှာအလုပ်လုပ်တာ3လပြည့်ပါပြီကူကူနာမည်ကကူကူလို့ခေါ်ပါရှင်မင်းမလုပ်စရာမရှိဘူးလားငါခံတဲ့ဘောင်ဝင်လောက်နေရတယ်ဒီဟာတထေးသိရမလားဟိုတထေးရကူလေခုတော်တော့လက်ထမှာဘာမှမကြံတော့လို့စားစရာတော့မရှိတော့ဒီမှာကြည့်ဒီဟာကိုသိရမလားဟာဒီကောင်ကလေဘာလာလုပ်ပြနေလဲမသိဘူးသွားလှုပ်တော့ဟောဒီကောင်မလေးကငါ့ကိုကြွေးကြိုက်နေရပဲတဲပုံနေလာလုပ်ပြနေရအေးလေငါကချောလဲချောငယ်ရွယ်နဲ့တထေးလဲဖြစ်နေတော့တထေးခုထိရောမပြန်သေးဘူးလားဘာလို့လဲနေမကောင်းလားဟမ်ဟာဒီနေ့ဘာမှမစားရဒီလုံးနဲ့တူတယ်ဆိုင်အောင်နေရလားမသိဘူးမင်းရောဘာလို့ရောမပြန်သေးရလဲဟောဘာလို့ပြန်ရသေးရလဲဆိုတော့ကူကဆင်းရရင်လေအားကြောင့်ချစ်ဖို့ဆင်းပြီးငွေပိုတွေရှာနေရတာပေါ့ဒါမှမနေပါဘူးတထေးရောတထေးလုံးနေပြီးတော့ထမင်းတနက်စားတာဝင်မစားနိုင်ဘူး Oh no ရော့ပါအစာလုံးပြီးတော့ဗိုက်စာနေဦးမယ်ကူဝယ်လာတဲ့မို့စားပြီးတော့ရေတောင်းလိုက်နော်အစာမစားလို့မရဘူးစားလိုက်အစာရှိမှအလုပ်လုပ်နိုင်မှာဒါမှမကြည့်ပါဘူးတထေးရဲ့ကုမ္ပဏီရရလာစားနည်းနည်းလုံးကူမှဒါမျိုးပဲဝယ်ကျွေးနိုင်တယ်ဒါပေမဲ့လာစားရဲ့အများကြီးရရင်တော့ဒီချက်ကောင်းတယ်ဝယ်ကျွေးနိုင်မှာပါဟာတွားပါပြီဒီဘက်ကတော့တကယ်စားတာဟာငါညသားလေးတော့ကုန်ပါပြီလာစားမတိုးဘူးလို့ဒါလေးပဲဝယ်စားနိုင်လို့ပြောနေအောင်နားမလဲပြောင်းသူဘလို့များတထေးဖြစ်လာလဲမသိဘူးအရေးပြလဲအကောင်မမြင်ဘူးဒီကောင်မလေးကဘာကောင်မလေးလဲတော့မသိဘူးငါ့ကိုဘာကြောင့် queue site ပေးနေရလဲမစားနေကြမဟုတ်မျိုးမဟုတ်ဘူးမဲ့သူ့ရဲ့စေတနာကိုလက်ခံပြီးစားပေးလိုက်ပါမယ်ဒါနဲ့လေတထေးအဲ့လိုမျိုးဖိုင်းအောင်တက်ရင်ဆေးကန်းလေးပါလေးပြအောင်တီးလားပြီးတော့ညဘက်လဲစောစောအိတ်နော်ကူးလိုမျိုးမနေနဲ့ကူးဆိုရင်ညဘက်တွေမအိတ်ပဲနဲ့အချိန်ပိုတွေဆင်းပြီးအိတ်ရည်ပြက်နေရအခုဆိုရင်ဒီမှာကြည့်လေဒီမှာတွေ့လားငဲတဲ့အလုံးလုံးနေရတော့အသားရည်လည်းပြက်စီးနေအဖူတွေထွက်အမဲဆက်တွေဖြစ်နေအဲ့စမရှိတော့လဲစကင်ကြီးတော့မဝင်နိုင်ကူကရန်တနာမှုကောင်းပါမင်းကဘာလို့ငါ့ကိုဒီလောက်ဒီ queue site နေလဲကိုတထင်းမလို့ကိုခယူဆိုင်ရလေဟုတ်လားအေးငါလဲလေငါဝယ်လာတဲ့မုတ်တွေကိုအဲ့တထင်းကိုငါကြေးလိုက်တာငါမှစားကြအောင်မရှိတော့ဒီညတော့ငါညစာငတ်ပါပြီရဲ့ဒီပွဲစားခံပြီးငါ့ကိုမှုတ်ကြွေးတော့တာပဲဒါပေမဲ့သူငါ့ကိုဘာလို့တောက်တီ queue site ပေးနေရလဲဒီလိုငါ့ကို queue site ပေးမဲ့သူမရှိရလဲကြားတယ်ကိုငါ့ကိုဒီလောက်တီချစ်ပေးနေမှာတော့ဘာတစ်ခုပြန်လုပ်ပြီးမှရတော့မယ်ရော့ဒီမှာ Premier Skin Care ငါမင်းကိုဆက်လိုက်လက်ဆောင်ပေးတာဒီ brand နဲ့ကိုမင်းတီးပါမလားတော့မသိဘူးဒါ Elegant Test ဒါနဲ့မင်းရဲ့အသားရည် view ဆက်လိုက်ကိတ်မုံလည်းပါတယ်စားလိုက်တထေးကကူကိုတကယ်ပြရလားဒီလောက်ဈေးကြီးရတယ်ကောင်းတာတွေပေးတာဆိုတော့တထေးကလူကောင်းမယ်အေးပေါ့ငါလူကောင်းပေါ့လူကောင်းမလို့ပါလေငါလူဆိုးလားအဲ့လိုမဟုတ်ပါဘူးတထေးကလူကောင်းဆိုတော့ကူကတောက်ဆစရာတစ်ခုရှိသေးလို့အဲ့ဒါလေးလုပ်ပေးနိုင်လားဒီကောင်မလေးငါ့ကိုချစ်တယ်လို့ဖွင့်ပြောတော့မယ်ထင်တယ်ဒါပေမဲ့အခုကမဖြစ်သေးပါဘူးငါလည်းဒီကုမ္ပဏီကိုစယူဥဆောင်နေရတော့ကုမ္ပဏီကလည်းတခြားလေးပတ်တည်းရမဟုတ်တော့အခြေတွေကိုစဉ်းစားလို့မရသေးဘူးမဖြစ်ဘူးဘာမှလည်းထက်တောင်းဆိုလို့မရဘူးဘာမှလည်းမပြောနဲ့တော့မလုပ်ပေးဘူးမလုပ်ပေးနိုင်ဘူးဟုတ်ပြီလားအဲ့တထေးရလဲလေငါတော့ဘာမှမပြောရသေးဘူးတော်တော်ဖြစ်ပြက်နေရလာစားတိုးခိုင်းမျိုးတိုးပေးနိုင်ဘူးပေါ့ရတယ်လက်ပတ်ရုံသွားပြီးလှုပ်ထွက်ပြေးတယ်သူပေးတဲ့ Elegant Test လေးကိုလိမ့်လိုက်အောင်
လေးဘာကြီးလုပ်လို့ခင်ဗျားတိလား ကူကူလားကူကူကမကြခင်လှုပ်ထွက်တော့မှတထေး ငါကြောင့်မရလားသူဖွပြောမှာကိုညင်လိုက်ပြီလို့လား ဟုတ်ခဏလေးခဏလေး တထေးဒီဖုန်းကအရေးကြီးရဲ့တထေးဖုန်းလေးအရင်ပြောလိုက်ပါ တထေးကူကူလက်စားလေး9000လေးတိုးပေးလို့မရဘူးလား9000လေးတဲ့ပါကူကူ9000တိုးပေးရင်လေကူကူဒီကုမ္ပဏီမှာဆက်ပြီးနေနေမယ်လို့တထေးကူကူလက်စားတိုးပေးမယ်မလားယင်တိုးပေးမယ်မလားလို့တထေးငါဒီလောက်အလုပ်စူးစမ်းပြီးလုပ်နေတာဟိုမှာလက်စားလေးတော့မတိုးပေးနိုင်ဘူးညီတို့စားငါရှက်တယ် ချစ်တယ်ဘယ်လိုမျိုးချစ်ပါလဲကိုမင်းကိုဒီစကားရင်ပြောချင်နေရဘိုးတစ်ယောက်ကငယ်သေးရဲ့လေလောက်ကြည့်စားကြအောင်မလို့ဘူးတော့ဝန်ခံနေရပဲဘိုးလည်းဝန်ခံတယ်ကိုမင်းကိုချစ်တယ် မဟုတ်လေကူကလက်စားတိုးတောက်လိုက်တာ ဟောဂူးရဲ့လက်မြန်စပြီမင်းတတိကတော့ဖြစ်ပြီပဲလက်စားတော့ကတော့ထည့်မပြောပါနဲ့တော့ကိုပိုင်တာကိုမင်းပိုင်ပြီပဲလေ ဖះရေတတိကတော့တဲ့ တထေးကတော့ ဟေးကောင်းလေးကအဒီကတက်ဝယ်ပေးပြီးသွားပြီလား ကျွန်တော်တော့ဝယ်ပေးပြီးပါပြီ